daily conversation အတွက်အရန်အသုံးဝင်တဲ့နောက်ထပ် speaking pattern လေးတစ်ခုလေ့လာကြအောင်နော် what if subject verb နော်စိတ်ကူးရင်ပြီးပြောတာတစ်ခုခုတကယ်မဖြစ်သေးဘူးတကယ်လို့ဖြစ်ခဲ့ရင်ရောဘယ်လိုလုပ်မလဲဆိုရင် what if subject ဒီဘက်က verb to သုံးပေးရတယ်ပေါ့နော်အခုဒီနမူနာဝတ်ကြလို့ပေါ့အမြန်လမ်းပေါ်မှာကားပြတ်သွားရင်ဘယ်လိုလုပ်မလဲတကယ်ပြတ်တာမဟုတ်ဘူးစိတ်ကူးရင်ပြီးတော့တွေးဘူးတဲ့သဘောအနေနဲ့ပြောကြည့်ရပါတော့အဲ့လိုမျိုးဆိုရင်တော့ဒီမှာ verb to သုံးပေးရမယ်နော်အဲ့ဆိုရင်ဟလာအမြန်လမ်းပေါ်မှာကားပြတ်သွားရင်ဘယ်လိုလုပ်မလဲဆိုရင် what if ကားပြတ်တာဆိုရင် the car broke down break down ဆိုရင်ကားပြတ်တာ verb to ဆိုတော့ broke down what if the car broke down အမြန်လမ်းမပေါ်မှာဆိုရင် on the highway ပေါ့နော် on the highway အမြန်လမ်းမပေါ်မှာကားပြတ်သွားရင်ဘယ်လိုလုပ်မလဲ what if the car broke down on the highway အဲ့လိုပြောရင်နော်ဟုတ်ပြီနောက်တစ်ခုကြည့်ကြအောင်သူမက surprise မကြိုက်ဘူးဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဆိုရင် what if she didn't like the surprise what if she didn't like the surprise သူမ surprise မကြိုက်ဘူးဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ပြီနောက်တစ်ကြောင်းလေးရေးကြအောင်what if we missed the flight what if we missed the flight အားလုံးလေးမြန်နဲ့လွဲသွားရင်ဘယ်လိုလုပ်မလဲဟုတ်ပြီအဲ့ဒါဆိုကျွန်တော်မြန်မာလိုတစ်ချောင်းပြောကြည့်မယ် comment မှာဖြည့်ကြည့်ပါဦးနော်တကယ်လို့ငါဆောင်းဝဲကြသွားရင်ဘယ်လိုလုပ်မလဲ comment မှာဖြည့်မယ်နော် daily conversation အတွက်အရန်အသုံးဝင်တဲ့ speaking pattern လေးတစ်ခုလေ့လာကြအောင်နော်အဲ့ဒါဘာလဲဆိုရင် let's not plus base verb ဆိုတာက verb 0ကိုပြောတာနော် ss မပေါင်းတဲ့ verb 0ကိုပြောတာတော်တော်များများက let's base verb ဆိုသိတယ်တခုခုလောက်ကြဆို let's go out ဆိုတာအပြင်သွားကြဆိုပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်အပြင်မသွားဘဲနေကြဆိုအဲ့ဒါကိုအငင်းပြောင်းမယ်ဆိုရင် let's not plus base verb အဲ့ pattern လေးပေါ့နော်တခုခုမလုပ်ဘဲနေကြဆိုအဲ့လိုအဓိပ္ပာယ်မျိုးဟုတ်ပြီဒီနေ့ညအပြင်မထွက်ဘဲနေကြဆိုအဲ့လိုပြောအောင် let's not go out tonight ဒီနေ့ညအပြင်မထွက်ဘဲနေကြဆို let's not go out tonight ဟုတ်ပြီနောက်ထပ်ဝါကြတစ်ချောင်းထပ်ရေးကြအောင်ငါတို့ပတ်စံနေအားလုံးတုံးမပြစ်ဖဲနေကြဆိုအဲ့ဆိုပြော let's not spend ဆိုတုံးလား all our money ငါတို့ပတ်စံနေအားလုံးအကုန်မသုံးပဲနေကြဆိုအဲ့လိုပြောနော် let's not spend all our money ဟုတ်ပြီနောက်တစ်ခုကိုကတကယ်ချင်းနေနဲ့လက်ဖေးဆိုင်ထိုင်နေ relax လုပ်တဲ့အနေနဲ့ထိုင်နေချိန်မှာအလုပ်ကြောင်းလေးမပြောဘဲနေကြဆိုအဲ့ဆိုပြော let's not talk about work အလုပ်ကြောင်းလေးမပြောဘဲနေကြဆိုဒါတက်အနာယူနေတဲ့ချိန်ဆိုတော့အလုပ်ကြောင်းလေးမပြောဘဲနေကြဆို let's not talk about work ဟုတ်ပြီနောက်တစ်ချောင်းရေးကြအောင်နော်အဲ့ဒီ risk ကိုမယူဘဲနေကြဆိုဘယ်လိုပြောမလဲ let's not take that risk risk let's not take that risk အဲ့ဒီ risk ကိုမယူဘဲနေကြဆိုဟုတ်ပြီနောက်တစ်ချောင်းနည်းနည်းလေးတော့ခက်တယ်ကိုယ့်အကိုဖြည့်ကြည့်ပါအောင်နော် comment မှာဖြည့်ကြည့်ပါအောင်နော်နည်းနည်းလေးတော့ခက်တယ်ငါတို့တခြားသူတွေနဲ့မနှိုင်းရှင်ပဲနေကြဆိုတယောက်နဲ့တယောက်နှိုင်းရှင်တာမကောင်းလေအဲ့တော့ဟလာကိုတခြားသူတွေနဲ့မနှိုင်းရှင်ပဲနေကြဆိုအဲ့ဆိုရင်ဘယ်လိုရေးမလဲ comment မှာရေးကြည့်ပါဦးနော်ဒီနေ့ without အကြောင်းလေးလေ့လာကြအောင်နော် without ရဲ့နောက်က noun လေးလိုက်တယ် verb ing လေးလိုက်တယ် without ရဲ့အဓိပ္ပာယ်ကမရှိပဲမပါပဲအဲ့လိုအဓိပ္ပာယ်ရရင်နော်ဟုတ်ပြီနမူနာလေးကြည့်ကြအောင်နော် without နောက်က noun လိုက်တာလေးကြည့်ကြအောင်ရေမရှိပဲဆိုဘယ်လိုပြောမလဲ without water
without water ရေမရှိပဲငါတို့ကရေမရှိပဲမနေနိုင်ဘူး we can't live without water ငါတို့ကရေမရှိပဲမနေနိုင်ဘူးနောက်တစ်ခု without fear ကြောက်ရွံ့မှုမရှိပဲပေါ့နော် she spoke without fear သူမကကြောက်ရွံ့မှုမရှိပဲစကားပြောခဲ့တယ်ပေါ့နော်နောက်တစ်ခု without hesitation 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 ရဲ့အဓိပ္ပာယ်တုံဆိုင်မှုမရှိပဲလို့အဓိပ္ပာယ်ရရနော်သူကတုံဆိုင်မှုမရှိပဲဖြေခဲ့တယ် he answered without hesitation တုံဆိုင်မှုမရှိပဲဟလာသူကဖြေခဲ့တယ်ပေါ့နော်ဟုတ်ပြီ without တော့က verb id လိုက်တာလေးကြည့်ကြအောင် without telling me ဆိုရင်ငါ့ကိုမပြောပဲ don't go out without telling me ငါ့ကိုမပြောပဲအပြင်မထွက်နဲ့အဲ့လိုမျိုးနော်နောက်တစ်ခု without saying goodbye ဆိုရင်ဒါဟလာနှုတ်မဆက်ဖဲပေါ့နော်နှုတ်မဆက်ဖဲသူမကနှုတ်မဆက်ဖဲထွက်ခွာခဲ့တယ်အဲ့ဆိုရင် she left without saying goodbye အဲ့လိုပြောရနော်မနှက်စာမစားပဲအဲ့ဆိုရင်ဘယ်လိုပြောမလဲ without having breakfast ဒါဆိုရင်မနှက်စာမစားပဲသူမနှက်စာမစားပဲကြောင်းသွားခဲ့တယ်အဲ့ဆိုရင် he went to school without having breakfast မနှက်စာမစားပဲကြောင်းသွားခဲ့တယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒီ without နောက်က noun လိုက်တာကို verb ing လိုက်တာကိုဟလာနှစ်မျိုးပေါ့နော်ကိုသိတဲ့လောက် comment မှာရေးပေးပါအောင်နော်နားလည်မှုထင်ပါရဲ့နော်ဒီနေ့ဒီလောက်ပါ that's all for today thanks for watching bye bye